တွေးတွေတစ်ခုပြီးတစ်ခုခေါင်းထဲမှာ non stop မရက်ဖဲနဲ့ဆက်နေတဲ့အချိန်တွေရှိဘူးကြမှာတဲ့ညဘက်အိမ်လို့လုပ်တဲ့အချိန်မှာဟိုးရင်တော့ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကောင်းလေးရောက်လာမယ်တနေ့တာဖြတ်သန်းမှုအတွင်းမှာငါဘာလို့အဲ့လိုစကားတွေပြောလိုက်မိတာလဲဒီလူငါ့ကိုဘယ်လိုထင်သွားမလဲဆိုတာမျိုးတွေဒါမှမဟုတ်ရင်လည်းအနာဂတ်အကြောင်းတွေတွေးပြီးတော့စိုးရင်ပူပန်နေတာမျိုးတွေဖြစ်မလားမဖြစ်မလားမသိသေးတဲ့ကိုယ့်အတွေးတွေနဲ့ပုံပေါ်လာတဲ့အခက်အခဲတွေပြဿနာတွေစဉ်းစားပြီးတော့ညရဲ့အချိန်တွေပုံဆုံးသွားတာမျိုးတွေဖြစ်ဘူးကြမယ်ထင်ပါဖြစ်မလားမဖြစ်မလားမသိသေးတဲ့ most case တွေကိုကျွန်တော်တို့အုံနောက်ကခေါ်ထုတ်ပြီးတော့ကျွန်တော်တို့ကာကွယ်ဖို့အတွက်တွက်ချက်နေတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်အဲ့ဒါကို overthinking လို့ခေါ်ကြတယ်တွေးတွေကိုကျွန်တော်တို့ control မလုပ်နိုင်ဘူးဆိုရင်တော့မှအာယုံတော့ကျွန်တော်တို့ပြောင်းလဲနိုင်မှာရှိတွေးနေမဲ့စာရေးပါတယ်ခေါင်းထဲမှာတစ်ခုပြီးတစ်ခုရှုပ်ရှက်ခတ်ပြီးပေါ်နေတာတွေကိုထိုင်ပြီးတော့စဉ်းစားနေမဲ့စာအားလုံးမှာချရေးလိုက်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ stress တွေ release ဖြစ်ပြီးတော့တော့ပါလိမ့်မယ်လို့ဆိုပါတယ်အချို့ပညာရှင်တွေကတော့54321 grounding technique ကိုအသုံးချပါဆိုပြီးပြောပါတယ်ဥပမာဆိုရင်ငါမြင်ခဲ့ရတာ5ခုနားထောင်ခဲ့တဲ့အကြောင်းအရာက4ခုဒီထိတွေ့ဆက်ဆံရတာ3ခုဘယ်က2ခုဘယ်က1ခုစသဖြင့်ပေါ့အဲ့ဒီလိုအပိုင်းလိုက်ခွဲပြီးချရေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြစ္ဆုတ်ပံကိုပြန်ရောက်လာပါလိမ့်မယ်တွေးပေါင်းစုံနဲ့ပိတ်လောင်မှုကနေလည်းလွတ်ကင်းသွားပါလိမ့်